သူတို့ဟာတမ်မနီဘီကြီးတစ်ခုကိုတိစောက်ခဲ့ပြီးအထဲမှာအခန်းတစ်ခန်းစာလုံးကိုထည့်သွင်းထားခဲ့ပါတယ်။ထို့နောက်ပရိဘောဂပစ္စည်းအလုံးကိုအောက်ခြေကနေမရွေ့ရနိုင်အောင်ဝက်အူတွေနဲ့တေချာကျက်ပြီးတွဲကပ်ထားခဲ့ပါတယ်။နောက်တစ်ဆင့်အနေနဲ့အခန်းရဲ့မျက်နှာစာမှာကင်မရာကိုတေချာတက်ဆင်လိုက်ပြီးအကပညာရှင်ကတော့အခန်းထဲကိုဝင်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့မော်ရာတွေကဘီကြီးကိုလဲပတ်စေခဲ့တာကြောင့်အခန်းနဲ့ကင်မရာဟာတပြိုင်နက်တည်းလဲပတ်သွားခဲ့ပါတယ်။အဲ့ဒီလိုလဲပတ်နေစဉ်မှာပဲကဘာမြေဆွဲအားကြောင့်အကပညာရှင်ကတော့ပုံမှန်တိုင်းပဲမတ်တရက်နေနိုင်ခဲ့ပါတယ်။သူ့ရဲ့လှုပ်ရှားမှုတွေကိုအချိန်ကိုက်တိတိကျကျချိန်ကြီးကပြခြင်းအဖြစ်သူဟာအခန်းရဲ့ကျမ်းပြင်ကနေနံရံတွေပေါ်ကိုခုန်တက်နိုင်ခဲ့ပြီးနောက်ဆုံးမှာတော့မျက်နှာချက်ပေါ်မှာပါလမ်းလျှောက်ပြီးကပြနိုင်ခဲ့တာဖြစ်ပါတယ်